အားလုံးပဲမင်္ဂလာပါဒေါက်တာကောင်း channel မှာပြန်လည်ကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့ channel မှာမြန်မာပြည်မှာဒါမကပဲတကမ္ဘာလုံးမှာပါအသုံးအများဆုံးဆေးတစ်ခုဖြစ်တဲ့သွေးကြဲဆေး aspirin အကြောင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ် aspirin ဆိုတာဘာလဲ aspirin ဆိုတာနှလုံးသွေးကြောပိတ်ခြင်းလေဖြတ်ခြင်းစတဲ့ယောဂအခြေအနေတွေမှာကာကွယ်ရန်အသုံးပြုသောဆေးတစ်မျိုးဖြစ်ပါတယ် aspirin တွင်အဓိကပါဝင်သောပစ္စည်း aspirin တွင်အဓိကပါဝင်သောပစ္စည်းမှာ acetylsalicylic acid ဖြစ်ပြီးပါဝင်မှုပမာဏမှာ85 mg ဖြစ်ပါတယ် aspirin ဘယ်လိုအလုပ်လုပ်လဲ aspirin သည်သွေးကြောများတဲ့တွင်သွေးခဲခြင်းကိုအဓိကကာကွယ်ပေးခြင်းအပြင်နှလုံးသွေးကြောပိတ်ခြင်းနှင့်လေဖြတ်ခြင်းများကိုကာကွယ်ပေးပါသည် aspirin ကိုဘယ်လိုတောက်ရမလဲပထမဆုံးတစ်ချက်အနေနဲ့ aspirin ဆေးတောက်ရန်ဆရာဝန်ညွှန်ကြားချက်လိုအပ်ပါသည် aspirin 85 mg ကိုတစ်နေ့တစ်လုံးအစာစားပြီးတိုင်းအချိန်မှန်မှန်တောက်သုံးလို့ရပါတယ်အထူးသတိထားရမည့်အချက်အကယ်၍သင်မှာအသေးယောဂကြောက်ကပ်ယောဂသွေးမတိတ်ယောဂအစာအိမ်ယောဂနှင့်သွေးတိုးယောဂများရှိပါက aspirin ဆေးတောက်ရန်သင်၏ဆရာဝန်နှင့်အရင်တိုင်ပင်ပါကိုယ်ဝန်ဆောင်နှင့်နှုတ်တိုက်မိခင်များမှာ aspirin တောက်လို့ရပါသလားကိုယ်ဝန်ဆောင်မိခင်များမှာ aspirin ဆေးတောက်ရန်သင်၏ဆရာဝန်နှင့်အရင်တိုင်ပင်ပါနှုတ်တိုက်မိခင်များမှာ aspirin ဆေးတောက်၍မရပါဆေးတောက်ဖို့မေ့သွားခဲ့ရင်ဘယ်လိုလုပ်ရမလဲ aspirin ဆေးတောက်ဖို့မေ့သွားခဲ့ရင်သတိရလျင်ရခြင်းတောက်ပါအကယ်၍နောက်နေ့ရောက်တဲ့အထိမေ့နေခဲ့လျင်အရင်နေ့ဆေးကိုကြော်၍ယနေ့တောက်ရမည့်ဆေးကိုတောက်ပါတစ်နေ့လျင် aspirin ဆေးနှလုံးမတောက်ရမည်ကိုအထူးသတိပြုပါအခုဆိုရင်မြန်မာနိုင်ငံမှာသာမကတကမ္ဘာလုံးမှာပါအသုံးအများဆုံးဆေးတစ်ခုဖြစ်တဲ့သွေးကြဲဆေး aspirin ကြောင်းကိုကောင်းစွာသိရှိသွားပြီထင်ပါတယ် aspirin ကြောင်းနဲ့ပတ်သက်ပြီးသိလိုသူများကို comment မှာလာရောက်မေးမြန်းနိုင်ပါတယ်ကျွန်တော်တို့ channel ကလူနာများသုံးစွဲသည့်ဆေးများအကြောင်းကိုစုံလင်စွာတင်ဆက်ပေးသွားမှာဖြစ်လို့ဒီ channel လေးကို like and subscribe လေးလုပ်ထားပေးပါဦးပျော်ရွှင်အေးချမ်းတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေအမြဲချမ်းပါဖို့ဒေါက်တာကောင်းကိုကြည်ကြစို့